လိုဖြင့်မခွဲရန်သူရှင်အသေးပန်းသခင်ရှင်မလာလို့မေးရရင်ဩမေးရဖို့အရေးတွေးဘူးပင်ဆိုရင်မဝန်းငယ်ကျွန်တော်မှာအစဉ်နှစ်ပါးရွှေစဉ်ကဟေပင်မင်းအချင်းအမြဲတမ်းကျင်နာယူရလို့ဖြင့်မခွဲရန်သူရှင်အသေးပန်းသခင်